ရှင်တွေအကုန်လုံးကညီတို့တတ်ထားတဲ့အလူမီနီယံတွေအကုန်လုံး quality တခုမှမမီဘူးဆိုပြီးတော့ကွန်ပလိန်းတွေတက်နေကြတယ်ဒီမှာအမဘာသာအမအရှုံးဆောင်ကြိုက်တော့ဒီလောက်ပဲရတာလေဒါအောင်မှကျမတို့ဘက်ကလက်က free လုပ်ပေးထားအဲ့လောက် quality ရတာပဲကံကောင်းတယ်ဒီဘာစကားပြောလိုက်တာလဲကျမက developer တယောက်ပါခုကျမ site ထဲရောက်နေရယ်သူမီနီကလင်းများနှစ်ယောက်နဲ့ကျမစကားများနေနင်တို့လှုပ်ထားတဲ့လုပ်ရက်တွေကိုခွင့်လွှတ်လို့တော့နင်တို့ငါကူညီမှာမဟုတ်ဘူးနော်ငါရှိမှလူတယောက်ဒုက္ခရောက်နေတာကိုမကြည့်ရနိုင်လို့ကိုချင်းစာတရားကြောင့်ငါနင်တို့ကိုကူညီပေးမှာဟုတ်အကူမင်္ဂလာပါရှင်ဟုတ်အကိုကလေအကိုဟိုတယ်မှာအလူမီနီယံတွေအပ်ဖို့လုပ်ထားတဲ့အကိုမလားဟုတ်ပါတယ်အပြောလဲညီမတို့ကလေKS အလူမီနီယံကုမ္ပဏီကပါညီမတို့ကုမ္ပဏီနဲ့အမိတ်ဆက်ပေးကြလို့အခု project အတွက်လေဟာကျွန်တော်အဲ့ဒီ project ကအထားပြီးသားဗျအထားပြီးသားလေအကိုရဲ့စာချုပ်ချုပ်ရလေမှာမဟုတ်တာညီမတို့ကုမ္ပဏီကလေ90%ချော့ပေးမှာအကိုရဲ့ကျွန်တော်စကားအမျိုးမျိုးပြောတတ်ဘူးအဲ့ဒီ project တွေကို modern အလူမီနီယံအထားပြီးသားmodern အလူမီနီယံနဲ့အထားလဲသူတို့နေကစာချုပ်ချုပ်ရသေးမှာမဟုတ်တာညီမတို့ကုမ္ပဏီကလေ90%ချော့ပေးတဲ့အပြင်လက်ခလည်း free လုပ်ပေးမှာခင်ဗျာဒါပဲကြောက်ပါသေးတယ်ပေါင်းရရှိသေးရသွားရအောင်ဟုတ်မစိတ်ချကျုံရဲကြီးကနိုင်ငံရောက်တက်မှာဟုတ်လားမကြောစီမှာ3လောက်ဝယ်ဦးနေတာပဲဒီကပစ္စည်းက3လောက်မြတ်မှာဒါပေမဲ့တခုတော့ရှိရမှာခုချင်းချင်း order တင်ပြီးငွေချေမှရမယ်အဲ့ဆိုရှင်အမကိုတနားရီလောက်တော့စောင့်ပြီနော်အမဖုန်းပြန်ဆက်ပေးမယ်ယူတော့ယူပြမှာပါစိတ်ချနော်အမမျိုးသားနဲ့တိုင်ပင်ပြီးတော့ပြန်ဆက်ပေးလိုက်မယ်နော်မင်းဟာဟောလောက်ပါဟုတ်ပါရဲ့ဆိုယောက်ျားရဲ့ကျမအဲ့ကောင်လေးရှိမှာဝယ်နေကြကဲဟုတ်တယ်ဆိုလည်းပြီးရပဲမှားလိုက်3စားလောက်တက်တာမယ်ဆိုရင်အစိုးပါဟုတ်တယ်ယောက်ျားရဲ့အဲ့ကြောင့်မင်းမနေကုန်တော့အပြတ်ဖိုက်လို့ရတယ်မှားလိုက်တော့မယ်နော်သိကြတယ်နော်သိကြတယ်ယောက်ျားလေးစိတ်ချပါစို့မိမပါဟယ်လိုမောင်လေးမိခိုင်ဒီကမဆက်လို့ပါဘာလဲမဘာရမှာလဲအဲ့ရှင်တွေအကုန်လုံးကညီတို့တက်ထားတဲ့အလူမီနီယံတွေအကုန်လုံး quality တခုမှမမီဘူးဆိုပြီးတော့ကွန်ပလိန်းတွေတက်နေကြပြီအခုလည်းအကုန်လုံးတိုင်းကဖြည့်စင်းပေးနေရညသိလားညီတို့ကုမ္ပဏီနဲ့လက်တွဲမှာငါ့ရဲ့နာမည်တွေရောဂုဏ်သိက္ခာတွေရောအကုန်လုံးမြောက်နေရကုန်ပြီအဲ့ဒီဘယ်တော့ပေးမှာလဲကြောက်ဘယ်လိုလုပ်မှာလဲမရဲ့အဖရမှာ90%တော့ချော့ပေးထားတယ်ဒီတော့ရှိမှာပေါ့မရောသိခါမယ်လေညီအခုတော့ဒီလိုပြောပြီပေါ့ရတယ်လေရတယ်ညီတို့ကုန်ပြီလေလိုက်မယ်ဒီငါချက်ခွဲကြညီကြည့်နေလားလောက်မယ်ဒီပေါ့အမကိုညီမနဲ့ပူပေါင်းပြီးတော့မော်ဒယ်အလူမီနီယံကိုတောက်ချခဲ့တာပြောလိုက်ပါပေါ့သိလေမိခါညီရတယ်လေငါဘာကောက်မှလဲဆိုတာညီတို့သိစေရမယ်ညီတို့ကုန်နေကိုလေမြောင်းလေးမရောက်ကြအောင်ငါလောက်ပြ你上进了。ဟာမင်းတို့အဲ့ဒါလေးတော့သုံးကြဘူးလားကွာကဲလာခဲ့မယ်ခဏဆောက်ဟာမပြေဘူးလားရကြဘယ်လိုလုပ်ပြေးမှာလဲငါတို့ဆိုင်ချက်ကူလိုက်သွားလိမ့်မယ်ဟာမမထိုင်လေငါထိုင်မို့လာမဟုတ်ဘူးလောက်ကုန်ရင်ငါရဲ့ project ကအဲ့ရတော့မယ်အေးတရက်နောက်ကြပြီဆိုတာနဲ့ငါရဲ့ငွေကြေးဘယ်လောက်ထိဆုံးရှုံးမယ်ဆိုတာညီနားလဲနော်ငါရဲ့ငွေကြေးဆုံးရှုံးတာအကြောင်းမဟုတ်ဘူးငါရဲ့ကုမ္ပဏီနာမည်ငါရဲ့ဂုဏ်သိက္ခာနာမည်ဆုံးရှုံးမှာပဲငါစိုးတာအခုလည်းမပြီးသေးလို့ဆိုပြီးတော့မှစိုက်ထဲကိုငါကိုယ်တိုင်သွားကြည့်တာတုံးထားတဲ့ quality ပြလည်းစုပ်ပြတ်တက်နေတာပဲအလူမီနီယံစာချုပ်ထဲကအတိုင်းလည်းမဟုတ်ဘူးဒီဘယ်လိုဖြေရှင်းမိမှာလဲဟမ်ဘယ်လိုလုပ်ပေးရမှာလဲမရေအစရမှာ90%ချော့ပေးထားတာပဲဒီလောက်ပဲရမှာပေါ့အဲ့တော့အမသိခံရမှာပဲလေငါဖာတာအစရကနေပြောမှမော်ဒယ်အလူမီနီယံကုမ္ပဏီနဲ့လုပ်လိုက်ပြီးရောဒီလိုဖြစ်လာမှာမဟုတ်ဘူးဘာပြောတယ်အမဒီမှာအမဘာသာအရှိုးချောင်းကြိုက်တော့ဒီလောက်ပဲရတာလေဒါအောင်မှကျမတို့ဘက်ကလက်က free လုပ်ပေးထားအဲ့လောက် quality ရတာပဲကံကောင်းတယ်မှညီဘာစကားပြောလိုက်တာလဲဒီမှာငါ့ကိုဘယ်လိုမိမမျိုးထင်နေလဲစီးပွားရေးလောကမှာလေနင်တို့ကုမ္ပဏီနာမည်ပျောက်ထက်တော့ငါလုပ်ပြနိုင်တယ်
စောင့်ကြည့်လိုက်အေးနင်တို့ငါစီကိုလုံးဝပေါ်မလာမိစေနဲ့ဒါဘလို့ဖြစ်တာလဲကျမရှင်တို့နဲ့စာချုပ်ထဲမှာပြောထားတာအကောင် 0.4 နေပဲနော်ခုအကောင် 0.2 တွေဖြစ်နေတယ်အဲ့ဘာဖြစ်တာလဲ အမ 0.4 ပဲလောက်ထားတာကျွန်တော်တို့တစ်ချက်စစ်ကြည့်ပါ 0.4 တွေပါ တေချာစစ်ကြည့်ပါဦး အေးရှင်တို့ဆက်လိမ့်မယ်ဆိုကျမ consultant တင်းနဲ့ရှင်တို့နဲ့ဆွေးနေရလိမ့်မယ် အဲ့ဒါဒီလိုထင်တယ်ကျွန်တော်တို့လောက်ခိုင်းလိုက်တာတော့ 0.4 လောက်ခိုင်းလိုက်ဒါပေမဲ့ဝန်ထမ်းတွေငါ 0.2 နဲ့မှားလောက်တာနဲ့တူတယ်မှားသေးတယ်နော် ဟုတ်မယ် အဲ့ရှင်တို့ပိုင်းကျမရှင်ကိုငွေကြေးကိုပြေဝပေးထားတယ်အဲ့တော့ကျမအပြေဝ quality လိုချင်တယ်အဲ့တော့ရှင်တို့ဘယ်လိုဆောင်ရွက်ပေးမှာလဲဒါပဲပြော ဟောအဲ့ဒါဆိုရင် အဲ့ဆိုရင်လည်းဟိုဒီဟာပြန်လဲပေးမယ်ဒီမှာ ဒါရင်မကောက်ဘူးဒီမှာအကုန်တက်စင်ထားတဲ့မှန်မြအကုန်ရှင်တို့လဲပေးရမယ် အော်ဟုတ်ဖတ်ထားတဲ့ဟာတွေကတော့အမရဲ့ဘယ်လိုလုပ်လဲလို့ရမှာလဲဒါတွေပဲပြန်လဲပေးမယ်လေ အဲ့ရှင်တို့ပိုင်းရေဒီမှာကျမ developer လောက်လာကြပြီနော်ကျမဘယ်သူ့မှကလင်ကကြစ်မလုပ်ဘူးအဲ့တော့ရှင်တို့လည်းကျမကိုကလင်ကကြစ်လုပ်ဖို့မစင်စားနဲ့အေးကျမကိုလိန်လို့ကတော့ရှင်တို့အားလုံးညောင်းနဲ့ရောက်ပြီလို့သာမှတ်လိုက်တော့ဟဲ့နော်မသွားနဲ့ရော့ငါ့ကိုဗီဒီယိုရိုက်ပေးကျမက developer တယောက်ပါခုကျမ site ထဲရောက်နေရယ်လူမီနီကလင်မယားနှစ်ယောက်နဲ့ကျမစကားများနေတယ်အဲ့တော့စာချုပ်ထဲမှာ 0.4 နဲ့လောက်ရမယ့်ဟာတွေကို 0.2 နဲ့သူတို့လောက်ထားတယ်ဒီလင်မယားလူလိန်နှစ်ယောက်ကိုကြည့်ထားပါအဲ့တော့ကျမတို့ကို3ရက်အချိန်ပေးထားတယ်3ရက်အတွင်းမှာကျမလိုချင်တဲ့အတိုင်းမရဘူးဆိုရင်တော့သူတို့ကျမ line ပေါ်တင်ရပါမှာအဲ့တော့ဒီလူလိန်လင်မယားကိုလည်းအားလုံးပဲသိအောင်မှတ်ထားကြရပြီလို့တော့ နော်ငါတို့ရုံးအောင်ဘာလာလောက်တာလဲ တကယ်ရှိတယ်ငါတို့အရင်ဒုက္ခရောက်နေလို့ပါဟိုအခုလေဘာမှမနှုတ်ရဲ့စိုက်တယ်မှာငါတို့ကလေဟို quality အကောင်းမလုပ်ဘဲနဲ့ဟိုခေါ်ထားလိုက်လို့တော့အခုဟိုပြဿနာတက်နေရတကယ်ကြီးငါတို့လည်းအဆက်ခွဲပဲမင်းကူညီပါတကယ်ကြီးငါတို့ကူညီနိုင်တာဆိုလို့နေတော့မော်ရအလုံးမီဒီယာမဲ့ရှိလို့ချက်တော့ပါနော်ဟိုကျွန်တော်တို့ဒီနေ့နေလည်းပဲနိုင်ငံခြားအကုန်လုံးအလင်းခံကြည့်လို့ပါ ကူညီပါတကယ်ကြီးတော့ နင်တို့မို့လို့အဆက်မရှိငါတို့လာပြီးအကူကြီးတောင်းရဲသေးတယ်နော်နင်တို့လင်မယားနှစ်ယောက်ငါတို့လင်မယားနှစ်ယောက်ပဲဘွားကိုစုပ်ပြတ်တတ်အောင်လောက်သွားပေးရမမိဘူးလား အမမတကယ်ကြီးဘာလို့ကူညီပါနော်အေးထငါကူညီမယ်ထအေးနင်တို့သိအောင်တော့ငါတခုပြောလိုက်မယ်နော်နင်တို့လှုပ်ထားတဲ့လှုပ်ရက်တွေကိုခွင့်လို့တော့နင်တို့ငါကူညီမှာမဟုတ်ဘူးနော်ငါရှိမှလူတယောက်ဒုက္ခရောက်နေတာကိုမကြည့်ရနိုင်လို့ကိုချင်းစာတရားကြောင့်ငါနင်တို့ကိုကူညီပေးမှာအဲ့တော့နင်တို့စိတ်ချလိုက်တော့နင်တို့ငါကူညီပေးမယ်ကိုမင်္ဂလာပါကို ဒီညီမလေးမင်္ဂလာပါ ကိုဟိုတယ်ဖုန်းနံပါတ်လို့ကြားရတော့အခုမွေးကြတယ်ညီမတို့တွေဖိတ်လိုက်အောင်နော် ဖိတ်လိုက်မယ်နော် ဟုတ်ကဲ့အမညီမလေးတီးလားဟိုအမားတို့တွေမိခိုင်တို့နဲ့ပေါင်းပြီးညီမလေးတို့ပုံမှာမတရားလုပ်ခဲ့မိတယ်အဲ့အမားတွေအတွက်ညီမတို့ကိုခွင့်လို့ပေးပါနော် အော်ရပါတယ်တရားဘွေးမြူပါဦးမရဲ့ နောက် project တွေကြာရင်လေညီမလေးတို့မော်ရယ်အလူမီနီယံကုမ္ပဏီနဲ့စက်တိုက်လက်တွဲသွားဖို့မတို့စဉ်းစားထားတယ် ဟုတ်ရပါတယ်မလောတာရှင်ချိန်ပြေးပြောပါနော်ဟုတ်အဲ့ဆိုတရားတို့ခွင့်ပြုပါအောင်နော်